ဘာသာဝင်တို့ရဲ့အထူးတိတ်ဖြစ်သောအနန္တနန္ဒ၅ပါးကိုရှိခိုးကြပါစို့လိုက်ဆိုကြဗုဒ္ဓဂုဏတကေသံအဟံဝန္ဒမိပါဗျာဤလူဘဝအရာတော်သည်မြတ်ဖရာဤဂုံကိုယိုတေမြတ်နိုးလက်ဆုံးမို့ရှိခိုးပါ၏ဖရာဓမ္မဂုဏတကေသံအဟံဝန္ဒမိပါဗျာဤလူဘဝအရာတော်သည်တရားတော်မြတ်ဤဂုံကိုယိုတေမြတ်နိုးလက်ဆုံးမို့ရှိခိုးပါ၏ဗျာသံဃာဂုဏတကေသံအဟံဝန္ဒမိပါဗျာဤလူဘဝအရာတော်သည်သံဃာတော်မြတ်ဤဂုံကိုယိုတေမြတ်နိုးလက်ဆုံးမို့ရှိခိုးပါ၏ဗျာမာတာပိတုဂုဏတကေသံအဟံဝန္ဒမိပါဗျာဤလူဘဝအရာတော်သည်မိဘနှစ်ပါးဤဂုံကိုယိုတေမြတ်နိုးလက်ဆုံးမို့ရှိခိုးပါ၏ဗျာအာစရိယဂုဏတကေသံအဟံဝန္ဒမိပါဗျာဤလူဘဝအရာတော်သည်ဆရာသမားများဤဂုံကိုယိုတေမြတ်နိုးလက်ဆုံးမို့ရှိခိုးပါ၏ဗျာသာဓုသာဓုသာနန္ဒနန္ဒ၅ပါးကိုရှိခိုးပြီးတဲ့နောက်မေတ္တာပို့ကြရအောင်ငွေငါတကောက်တိုင်းပေးပါမယ်အလုံးသောဘုရားဘဝတို့ကနှခေါက်ဆူကြပါကိုယ်စိတ်နှပြဖေးရန်กว่าချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီတော်ရွှင်ပြုံးကြပါစေ
စီဖြံအေးချမ်းရပါစေမေတ္တာယံတုဒေါသမူအပူကင်းပါစေခန္တီယံဒေါသမတွန်းလှန်နိုင်ပါစေခန္တီနှလုံးအစဉ်သုံးရွှင်ပြုံးကြပါစေတို့မေတ္တာစွမ်းကပ္ပလွန်ငြိမ်းချမ်းကြပါစေသာဓုဘောသာဓုသာဓုသာဓုအလုံးဘုရားဘဝရူတော်တော်လေးအလုံးမင်္ဂလာပါဘုရားဘဝရူတော်တော်ကိုရင်တို့နဲ့ကဒိတ်ကအရှိပဋ္ဌာန်းသက်ရှိလို့ရှည်သက်ရှိလို့ဆွန်ရကြုံရတာပဋ္ဌာန်းသက်ရည်ကြတာမရှိဘူးဆိုရင်ဒီလိုမျိုးဆုံးဖို့ကြုံဖို့ဆိုတာလွယ်ပါမလားလွယ်ဘူးဒါကြောင့်ပဋ္ဌာန်းသက်ရည်သက်ရှိတဲ့ကိုဘဝဦးတော်တော်တွေကိုကိုရင်ကလည်းပဲတရားနဲ့ပြန်ပြီးတော့ကျေးဇူးဆက်ပေးခြင်းပါတယ်ဒီကနေ့1389ခုထေတော်မူလာဇန်8ရက်28ရက်10လပိုင်း2025အင်္ဂါနေ့နေ့လယ်2နာရီတွင်ရွှေကမ္မထံတော်ရာရိတ်တာဆရာတော်အားဥထိတ်ထား၍ပြည်မြို့သစ္စာရောင်ကြီးကျောင်းတိုက်ကထိန်အောင်ပွဲနှင့်မင်းလှမြို့ရွှေကမ္မထံတော်ရာရိတ်တာမုတ်ဦးရှိသက်ချအထိန်မပင်ဥကြဝါတော်စုအင်ဤတမီကြီးတာထွေမိသားစုနှင့်တပည့်ရာယကတိုင်းကမများမှဓမ္မဒါနကျင့်ပပြုလိုအပ်သောနေ့အထူးတရားပွဲမှာဒီကနေ့ဟောကြားသောတရားကောင်းကြီးရဲ့နာမည်ကကိုယ်ကိုဖြတ်တာကိုယ်ကံပါတဲ့။ပါတယ်ကိုယ်ကိုဖြတ်တာကိုယ်ကံပါတဲ့။ဒါတော့တရားကိုမဟောမီအရင်ဆုံးကံအကြောင်းကိုသဘောပေါက်အောင်ပြောပြတချို့ကံအကြောင်းသဘောမပေါက်ပေါက်ရင်လားမပေါက်ကံဆိုတာကြားဘူးတယ်မလားပါကံ
ဟုတ်ဗျာကံဆိုတာသူများလုပ်တဲ့အလုံးမဟုတ်ဘူးကိုလုပ်တဲ့အလုံးတနေ့မှာဘိုးတို့ဘဘတို့ကိုရင်တို့ရှိမှာတနေ့မှာအမှု၃မှုရှိပြောအမှုဘာနာမှုဘာမှုကာယကံမှုဆိုတာဘာကိုပြောတာကိုဖြင်းပြီးလို့ဝစီကံမှုဆိုတာနှုတ်ကပြောတာမနောကံမှုဆိုတာစိတ်နဲ့ကြံတနေ့မှာကိုစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့သွားဖို့လာဖို့ဒါတွေအဆင်ပြေဖို့အတွက်ငွေမရှာရဘူးလားငွေရှာရထမင်းစားတာဒီငွေရှိမှစားလို့ရတဲ့ဖြင့်ငွေမရှာရင်စားနိုင်ပါမလားအဝိဇ္ဇာကောင်းကောင်းနေဝိတာဒီငွေရှိမှဝိရတဲ့ဖြင့်ငွေမရှာရင်ဝတ်နိုင်ပါမလားမဝတ်နိုင်ဒီတော့ငွေရှာတဲ့နေရာမှာခန္ဓာကိုယ်ကြီးနဲ့ကိုမပြုတ်ဘူးလားအဲ့ဒါဘာမှုခေါ်မလဲကာယကံမှုငွေရှာတဲ့နေရာမှာဗဇက်ကကောမပြောဘူးလားပြောတယ်ဘာမှုခေါ်မလဲဝစီကံမှုစိတ်ကကောမကြံဘူးလားဘာမှုခေါ်မလဲမနောကံမှုဒီကာယကံဝစီကံမနောကံနေနဲ့လှုပ်လို့ခန္ဓာကိုယ်ကြီးနဲ့ပြူတယ်ပါးစပ်ကပြောတယ်စိတ်ကကြမ်းတယ်ဒီအမှုသုံးမှုနဲ့လှုပ်လို့ငွေရလာပြီဆိုရင်စားကျင်တာတွေတောက်ကျင်တာတွေဝတ်ကျင်တာတွေထိုင်ကျင်တာတွေသွားကျင်တာတွေလာကျင်တာတွေပြောကျင်တာတွေပါကျင်တာတွေဒီအကျိုးတရားတွေမခံစားရဘူးအဲ့ဒါဘာရသွားလို့ငွေရသွားလို့ပြောပါရသွားအဲ့ဒီငွေရအောင်ဘယ်သူကရှာဟမ်ငွေရအောင်ကိုကရှာတချို့ကရုံတို့ဂတ်တို့ရောက်မှအမှုလို့ထင်အခုအမှုဒါနန်းကြီးနဲ့နော်နေချင်းဒီအမှုသုံးမှုမရှိဘူးလားရှိတယ်ဒါကိုတချို့ကသဘောမပေါက်ပြောသေးတယ်တချို့ကအိုးတဲ့ကံရှိချမ်းသာလိမ့်မယ်ပေါ့ကံကိုမိုးပေါ်ကြာကြီးမှတ်နေတယ်ထင်ပါရဲ့နော်မိုးပေါ်ကနေသူကအလိုကြလာပြီးတော့ချက်ချင်းပြုံးနိုင်ချမ်းသာသွားတယ်ချင်းနေလားမသိကံယုံတော့စူးကြုံနေတာပါဖြစ်စူးတာပေါ့ဟာစူးတယ်ဟာစိတ်ကကြံဘာမှုခေါ်မလဲမနောကံမှုဒီပေါ်နဲ့စူးမှာပေါ့ပါဇက်ကပြောတယ်ဘာမှုခေါ်ပါစီကံမှုစူးကြုံပေါ်ရောက်နေတဲ့ခြေထောက်ကလေးကိုပြန်ရုပ်လိုက်တာကာယကံမှုဒါကြောင့်ဒီစူးကြုံပေါ်ကိုမနှဲမှမစူးအောင်လုပ်တာကဘာတူလဲကိုမနှဲမှကိုမစူးအကန့်ဆိုတာသူများလုပ်တာလားကိုလုပ်တာကိုလုပ်ကိုကနော်ပြည့်စည်သွားပြီစီဝါရေးပဲဖြစ်ဖြစ်တခုခုပဲဖြစ်ဖြစ်ပြည့်စည်သွားပြီနာမည်ကြီးတာနေကြသွားပြီအဲ့လိုဆိုရင်တချို့တော်များများကအဲ့ဒါဘယ်သူမကောင်းလို့ဘယ်သူကြရှောက်ပြီးသူများလက်ညှိုးထိုးဖြစ်တယ်ကိုအောင်မြင်တော့ဗာဖြစ်ငါကွဟောဗျာ
ဒါကြောင့်ကံဆိုတာသူများလုပ်တဲ့အလုံးမဟုတ်ဘူးကိုလုပ်တဲ့အလုံးကိုကောင်းတာလို့ရင်ကောင်းတဲ့ကျိုးတွေခံစားရမှာမကောင်းတာလို့ရင်မကောင်းတဲ့ကျိုးတွေခံစားရအဲဒီတော့မှမဟုတ်ဘဲနဲ့မကောင်းတာတွေလုပ်ပြီးတော့ကောင်းတဲ့ကျိုးတွေခံစားခြင်းလို့ရလားမရဘူးတဲ့တော်တော်များများကအဲ့လိုဖြစ်ခံစားခြင်းကကောင်းကျိုးတွေကြီးပဲလုပ်လိုက်ရင်တော့အတလို့ဒါဟုတ်တချို့ကပြောကြည့်တယ်အိုးတဲ့ကံရှိစားရလိမ့်မယ်ပေါ့တဲ့လောက်ကြည့်လေတကယ်စားရလားမစားရလားထမင်းဟိုတဲ့ထမင်းချက်တာလို့ထမင်းတော့ဖြစ်နေပြီကဲကံရှိစားရလိမ့်မယ်ပေါ့ဆိုပြီးထိုင်းနေကြမှာထမင်းဟိုတဲ့ကထမင်းကချက်တော့ပေါက်ပြီးပါဇက်ထဲလာဆင်းပါမလားဝေးတာနော်မယုံရင်ထိုင်ကြောက်အိမ်မှာ9ရက်ပြည့်သိမေးတာမှထမင်းစားခြင်းနဲ့စိတ်အာမှုခုံမနောကံဝူဟေအားဟေစားမယ်ဟိပါဇက်ကပြောတယ်ဘောရှိကံခန္ဓာကိုယ်ကြီးကလှုပ်ရပြီးထမင်းဝတွေကထမင်းကိုလက်နဲ့ခူးပြီးတော့ပါဇက်ထဲထည့်တာကာယကမှုဒါတောင်ပါဇက်ထဲရောက်တာတောင်ဒီတိုင်းနေလို့ရလားမရဘူးအထက်သွားအောက်သွားကြိတ်ရလေဒါမှလေချောင်းနဲ့ချောချောချူချူဆင်းမှာပေါ့ကဲအဲ့ဒါလေးလျှောက်ပြောပြီးမှာမဟုတ်ဒါကြောင့်ကိုကကောင်းတာလို့ရင်ကောင်းတဲ့ကျိုးတွေခံစားရမကောင်းတာလို့ရင်မကောင်းတဲ့ကျိုးတွေခံစားရမယ်ဒါကြောင့်လိုက်ဆိုကောင်းပင်ပြိုးကကောင်းကျိုးရာလောကဓမ္မတာဆိုပင်ပြိုးကဆိုကျိုးရာလောကဓမ္မတာကောင်းပင်ပြိုးကကောင်းကျိုးရာလောကဓမ္မတာဆိုပင်ပြိုးကဆိုကျိုးရာလောကဓမ္မတာဆိုကြည့်ပါဒီတော့အချိုတီးစားခြင်းရင်ဘာပင်ဆိုင်ကချိုပင်ဆိုင်ကအခါကြီးစားခြင်းရင်အဲ့ဒီလိုမှမဟုတ်ပဲနဲ့အခါပင်ဆိုင်ပြီးတော့ချိုကြီးစားခြင်းလို့ရလားမရဘူးတဲ့အခါပင်ဆိုင်ရင်အခါကြီးပဲစားရဒီလိုပဲကောင်းတဲ့ကျိုးတွေခံစားခြင်းနဲ့ဆိုရင်ကောင်းတာတွေပြုကောင်းတာတွေပြောကောင်းတာတွေကြံအားဒီလိုမှမဟုတ်ဘဲနဲ့မကောင်းတာတွေလုံးမကောင်းတာတွေပြောမကောင်းတာတွေနေမယ်လောက်တာတော့မကောင်းတာတွေကြီးပဲခံစားကျင်တာကကောင်းကျိုးလောက်တာကမကောင်းတာရလားမရဘူးတဲ့ဒါကြောင့်ကိုယ်ကကောင်းတဲ့ကျိုးတွေခံစားခြင်းရင်ကောင်းတာတွေလောက်ကမယ်ဒါမှကောင်းတဲ့ကျိုးတွေခံစားရနော်ဒါကြောင့်ကံအကျိုးကိုဆုံးဖြတ်တဲ့အခါမှာအခုပြစ္ဆုတ်ပံဘဝတစ်ခုတည်းကြည့်လို့မရအတိတ်ဘဝကိုပါကြည့်ရဘယ်သူမှဆိုအတိတ်ကိုတော့ဘယ်မှတ်မိမလဲအာဇာတိဒရညာရှိတယ်မှာမှတ်မိတာရိုးရိုးပုရုချင်းတွေဆိုတော့ဘယ်မှတ်မိမမှတ်မိတဲ့ခါကျတော့နော်ကိုကကောင်းတာတွေလုပ်ပါလျက်ခဲနဲ့ကောင်းတာတွေပြောပါလျက်ခဲနဲ့ကုသိုလ်ကောင်းမှုတွေလုပ်နေပါလျက်ခဲနဲ့
ကိုမကောင်းမြင်တာမကောင်းပြောတဲ့သူတွေလည်းမရှိဘူးလားရှိကိုဘလောက်ပဲကောင်းတာလို့ကိုမကောင်းမဲမြင်တယ်မကောင်းမဲပြောတယ်အကြိုင်သူကဘာဖြစ်သွားတယ်ကံတရားအပေါ်ယုံမတန်တရားဖြစ်သွားတယ်ဟာကွာငါကောင်းတာတွေလုပ်ပါလေခင်ဗျငါမကောင်းမြင်တဲ့သူကများဟိုမှာမကောင်းတာလုပ်တဲ့သူကြတော့ဘာမလို့ငါဘာငါဒီမှာကုသိုလ်ကောင်းမှုတွေလုပ်နေတာသူတို့လည်းထိခိုက်တာကောင်းတာတွေလုပ်တာကြတော့လာပြီးအပြစ်ပြမကောင်းတာလုပ်တဲ့သူကြတော့အားမှမပြောကံတရားကြီးကမျက်နှာလိုက်ဒီလိုထင်သွားတယ်ကိုကအခုဘဝမှာဘလောက်ပဲကောင်းကောင်းအတိတ်တုန်းကဆိုခဲ့မိုက်ခဲ့တာတွေကပြန်လိုက်လာတတ်တယ်လေအတိတ်တုန်းကမကောင်းခဲ့လို့ရှိရင်အခုဘဝမှာဘလောက်ပဲကောင်းကောင်းကိုမကောင်းမြင်တဲ့သူတွေကများတယ်မကောင်းပြောမဲ့သူတွေကများတယ်ရန်သူတွေကများတယ်ဒီတော့ကံကြိုးဆုံးဖြတ်တဲ့အခါမှာအခုပြစ္ဆုတ်ပံဘဝတစ်ခုတည်းမကြည့်ရဘူးတဲ့။အော်ငါတိတ်ကတော့မကောင်းတာတွေလုပ်ခဲ့လို့အတိတ်ကဆိုးခဲ့မိုက်ခဲ့လူမိုက်ကြီးဖြစ်ခဲ့လို့မိုက်ရိုင်းတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့လို့အခုကမှဘလောက်ပဲကောင်းအောင်နေပါစေအတိတ်ကမကောင်းခဲ့တဲ့အကုသိုလ်တွေကလိုက်လာတာပေါ့။ဒီတော့အရာကိုအကြောင်းပြုပြီးတော့ဆာလန်းလေးတစ်ပုဒ်ဇတ်တော်လေးတစ်ပုဒ်ခေါ်ပြခြင်းမြတ်စွာဘုရားရှင်တာဝတိပြည်မူဇေဒုံရွှေကျောင်းတော်မှာကိန်းအောင်မူလျောတရင်သုံးတော်မူခြင်းအချိန်ကာလတုန်းကပြောမြတ်စွာဘုရားဗမာတရင်သုံးတုန်းကလေဇေဒုံကျောင်းတော်မှာတရင်သုံးတော်မူခြင်းအခါမဟာကာလဆိုတဲ့တောတာပန်ဖြစ်နေတဲ့ဥပါဒကတယောက်ရှိမဟာကာလဆိုတဲ့တောတာပန်ဥပါဒကတယောက်ရှိအာဒီတကကြီးကရှေ့ရနေတို့လာပြီလာခွဲတို့ဥပုံနေတိုင်းရသော်ဘုရားရှင်အကြောင်းကိုလာတယ်ကျောင်းမှာဝေယဝေစာတွေလုပ်တယ်ပြီးရင်ညင်300ပတ်လုံးတရားတွေနာကြတယ်ပြောပါလို့တရားတွေနာကြအာဒီတကကြီးမှာအကုသိုလ်လုပ်တယ်ဆိုတာမရှိဘူးကောင်းတာတွေလုပ်ကောင်းတာတွေလုပ်တယ်ကောင်းတာတွေပြောတယ်ကောင်းတာတွေကြံအာဒီတကကြီးကကျောင်းကကိုရင်တွေဥချင်းတွေနဲ့လဲတွေ့နေကြဆိုတော့ရင်းနှီးနေတာပေါ့လေမိသားစုလိုမျိုးကိုရင်တွေဥချင်းတွေကလည်းတည်တယ်ဒီတကားကြီးကောင်းနေဆိုတာဥပုံနေတိုင်းကျောင်းလာပြီးတော့ဝေယဝဇာတွေလို့ကိုရင်တွေဥချင်းတွေနဲ့အလာဘာတလာဘာတွေပြောပြီးရင်ညင်300ပတ်လုံးတရားတွေနာကြတနေ့တော့ခါကြတော့တညမှာပေါ့လေခိုးသားတွေကခိုးသူတွေကတခိုးတွေကပေါ့အိမ်တအိမ်ကိုနေရန်ဖောက်ခိုးမလို့ပြောပါလို့တယ်ခိုးမလို့နေရန်ဖောက်တော့မနက်မိုးလင်းခါနေမှနေရန်ပေါက်အဲတော့အထဲဝင်ပြီးတော့ဘာမှတော့မမြင်ရဘူးပေါ့လေအထဲဝင်ပြီးတော့ဖြစ်ကြီးတွေပါတွေခိုးဘာကနေပါတွေတိုက်ပြီးကွဲကြအတန်ပတိလေးမြည်ကုန်အတန်နဲ့မြည်ကုန်တော့အိမ်ရှင်တွေကနိုးလာပြီးတော့တခိုးဝင်နေဆိုတာလည်းသိရောတခိုးတွေဝင်နေပြို့ဆိုတော့လူတွေအများကြီးလိုက်ဖမ်းကြတခိုးတွေကလည်းဥစ္စာတွေခိုးပြီးတော့ခြေဥတဲ့ဟာထွက်ပြေးကြအဲဒီချိန်မှာတခိုးတယောက်ကအဲဒီဥစ္စာတို့ပိုက်ပြီးတော့မြတ်စွာဘုရားရှင်ဇေဒုံကျောင်းတော်ထဲဝင်ပြေးသွား
အဲ့ဒီမှာမဟာကာလဆိုတဲ့ဥပါဒကကြီးကလည်းပဲတရားနာပြီးတော့ပြန်ထွက်လာတာပေါ့စေတုံအကြောင်းတော်တွေကထွက်လာပြီးတော့စေတုံအကြောင်းနဲ့မနီးမဝေးကရေကန်ကြီးထဲမှာရေကန်ကြီးမှာမျက်နှာသိမျက်နှာသိနေတော့တခိုးကလည်းပဲသူ့နောက်ကိုလူတွေအများကြီးလိုက်လာသူလည်းပြေးမလို့တော့အဲ့ဒါနဲ့သူ့ကြီးမှာပါလာတဲ့ဥစ္စာတွေကိုအဲ့ဒီမဟာကာလဆိုတဲ့မျက်နှာသိနေတဲ့တခါကြီးနားကိုပြစ်ချတာကိုထွက်ပြီးတော့အဲ့ရှင်တွေကလည်းမသိဘူးလေမျက်နှာလည်းမမြင်ဘသူခိုးတယ်ဆိုတာလည်းမသိဘူးအဲ့ဒါနဲ့လိုက်လာအဲ့ဒီမျက်နှာသိနေတဲ့တခါကြီးဘေးမှာပြစ်ချီထုတ်လဲတွေ့ရောအထုံးနဲ့လူတွေတွေ့တော့အလိုပဲရှင်းပြအာကျွန်တော်မခိုးပါဘူးဒီမှာနောက်တရားနာပြီးတော့ကျွန်တော်ဒီမှာမျက်နှာသိနေတာကွာမင်းကလည်းစင်အကောင်ကြီးမြင်မှတော့စင်ချေရဆရာလူသေးလားအမေတခိုးကလည်းသူမခိုးတယ်လို့နဲ့သူတရားနာတယ်လို့နဲ့လာပြီးဒီမှာလာထိုင်တခိုးဆိုပြီးတော့လူကလည်းမရတော့ဝိုင်းပြီးတော့ရှိုင်းနဲ့ထက်လိုက်တာရှိုင်းလိုက်ပုတ်လိုက်ထူလိုက်ထောင်းလိုက်အုပ်လိုက်ကြီးဝိုင်းရိုက်လိုက်တော့တခါတည်းအဲ့ဒီနေရာမှာအဲ့ဒီတခါကြီးတည်သွားတယ်ပြဘာဖြစ်သွားတော့တည်သွားတယ်တော့အဲ့ဒီနေရာမှာပဲထားခဲ့တာပေါ့မနက်ရောက်တော့ကိုရင်လေးတွေကတပိတ်ကလေးတွေနဲ့အဲ့ဒီအပြင်ထွက်လာတော့အဲ့ဒီတခါကြီးတည်နေတာမြင်တော့အော်တဲ့တလောက်ကောင်းတဲ့တခါကြီးမကောင်းတာတွေလည်းမလုပ်ဘဲနဲ့ကောင်းတာတွေလုပ်နေပါလေကဲနဲ့သူ့ရဲ့တည်ခြင်းကမတန်ဘူးတဲ့ဒါမှယောဂဖြစ်ပြီးတည်တာမဟုတ်ဘူးလေသူများတွေဆွဆွဲခံရပြီးတော့အရိုက်နဲ့ခံပြီးတည်ရအော်ဒီတခါကြီးကြည်တန်းကောင်းတာတွေလုပ်ပါလေကဲနဲ့သူ့ရဲ့တည်ခြင်းနဲ့သူလောက်တာတွေနဲ့မတန်ဘူးပေါ့သိချင်းစွန်းနဲ့တရားတာမတန်ဘူးအဲ့ဒါနဲ့စိတ်မကောင်းနေဖြစ်ပြီးတော့မြတ်စွာဘုရားရှင်ကိုသွားပြီးတော့ရှောက်ထားကြပြောဘသူရှောက်ထားတော့မြတ်စွာဘုရားရင်သွားရှောက်ထားတော့မြတ်စွာဘုရားရှင်ကခြေသားတို့တဲ့အဲ့ဒီတကာကြီးကဒီဘဝမှာကောင်းတာတော့မှန်တယ်သူ့ရဲ့လုပ်ပုံနဲ့သူ့ရဲ့တည်ခြင်းကမတန်ဘူးတဲ့ပြည့်စုံဘဝတစ်ခုလည်းကြည့်မယ်ဆိုရင်တော့ဝမ်းနဲ့ပူချွေးမဲ့ဒုက္ခတွေရောက်ရှိုက်တဲ့သူတွေလည်းပြစ်တင်နေမှာပေါ့အခုဘဝတော့ဟုတ်တယ်တဲ့အခုဘဝကောင်းတာတော့ဟုတ်တယ်ဒီတည်ခြင်းနဲ့သူနဲ့မထိုက်တန်ဘူးပေါ့အေးအတိတ်ဘဝကိုကြည့်လိုက်မယ်ဆိုရင်တော့သူနဲ့ဒီတည်ခြင်းကတန်တယ်တဲ့ဘယ်ပါဖြစ်တယ်တန်အဲ့ဒီလိုမျိုးတည်ရတာတန်တယ်တဲ့အတိတ်ဘဝနဲ့ရှင်ကြည့်လိုက်မယ်ဆိုရင်တော့ဘာဖြစ်လို့လဲဆိုတော့အတိတ်ကမကောင်းခဲ့လို့ပြောပါပြီလို့တခြားမပြောပါနဲ့မြတ်စွာဘုရားရှင်ပြီးရင်တကောအရာမှာလောက်ဝဲရအဂါဒဝကဖြစ်တဲ့ဘယ်သူလဲအရှင်မဟာမောဂလန်အရှင်မဟာမောဂလန်ကိုတော်မြတ်ကြီးသည်အခုပြည့်စုံဘဝမှာယောက်ျားကောင်းယောက်ျားမြတ်မဟာပုရိသတာမန်ယောက်ျားလို့မဟုတ်ဘူးယောက်ျားကောင်းယောက်ျားမြတ်မြတ်စွာဘုရားရှင်ပြီးတကောအရာမှာကြီးစိုးအဂါဒဝကလည်းဖြစ်အရှင်မမောဂလန်ပရိနိဗ္ဗာန်ဆံတဲ့အခါမှာဘယ်လိုဆံရခိုးသား900လက်ချမ်းနဲ့ခိုးသား900ရိုက်နေချင်းခံရပြီးတော့ပရိနိဗ္ဗာန်ဆံရ
စ္ဆဝံဘဝတစ်ခုတည်းကြည့်ရင်တော့ဒီလိုအရှင်မမောက္ကလံဒီလိုမျိုးပရိနိဗ္ဗာန်ဆိုင်ရတာမတန်ဘူးမြတ်စွာဘုရားရှင်ပြည်လက်ဝဲရအရာမှာနော်တကူကြီးဆုံးဖြစ်တယ်အတိတ်ဘဝတုန်းကအရှင်မမောက္ကလံသည်နော်မျက်မှန်မြင်မိဘနှစ်ပါးကိုမယားပြောတဲ့စကားကြောင့်မဖက်လိုက်တော့မိတ်ဖက်ပါအမြဲတမ်းမျက်မှန်မြင်မိဘနှစ်ပါးကိုလှုပ်ကျွေးနေတဲ့အရှင်မမောက္ကလံအလောင်းမယားရဲ့စကားကိုနားယောင်ပြီးတော့မိဘနှစ်ပါးကိုလှဲပေါ်တင်ဖယားဘူးကိုတရားရောင်ဆွေမျိုးတွေခေါ်ထားတရားရောင်နဲ့တော်တဲ့ရောက်တော့မိဘနှစ်ပါးကိုခိုးသားတွေဟန်ဆောင်ပြီးတော့ရှိုင်းနေခဲ့အဲ့ဒီအကုသိုလ်ကံကြောင့်မြတ်စွာဘုရားရှင်လက်ထက်မှာယဟန္တာပင်ဖြစ်တော်လဲပဲအတိတ်ကမိဘနှစ်ပါးကိုပြင်မာခဲ့တဲ့အကုသိုလ်ကံကြောင့်ခိုးတာ900လက်ချက်နဲ့ပရိနိဗ္ဗာန်ဆိုင်ရတယ်ဒီတော့အခုပြစ္ဆုတ်ပံဘဝတစ်ခုတည်းကြည့်မယ်ဆိုရင်တော့ဥပါဒကတကကြီးဒီလိုသိရတာမတန်ဘူးဒီတော့မြတ်စွာဘုရားရှင်ကအာရိတကကြီးတဲ့အခုဘဝတော့ဟုတ်တယ်ကောင်းတယ်ဒါပေမဲ့အတိတ်ကမကောင်းခဲ့လို့အခုလိုမျိုးသိရတာလို့အာရိလိုစကားကိုရက်ထားလိုက်တော့ယဟန်တော်တွေမလျှောက်ခွင့်မနေနိုင်မြတ်စွာဘုရားအာရိတကကြီးတဲ့အတိတ်တုန်းကဘယ်လိုအာဟုသူတွေလုပ်ခဲ့လို့ဒီလိုမျိုးအများဆွဆွဲခံရပြီးတော့အရိုက်နဲ့ခံရပြီးတော့သိရတာလေဗျာအတိတ်အကြောင်းကိုပြန်ပြောင်းပြီးတော့ဟောကြားတော်မူပါမြတ်စွာဘုရားလို့လျှောက်ထားကြတော့မှအတိတေဗာရာဏသီဟာစချီတဲ့ဖြင့်လွန်လေပြီးတော့အခါဗာရာဏသီတိုင်းပြည်မှာဗျမရမင်းကြီးအုပ်ချုပ်ခြင်းခါအာဒီဗာရာဏသီတိုင်းပြည်ရဲ့မြို့အစွန်ဆုံးပေါ့လေအခုခေတ်ပြောမှကျွန်တော်နယ်ဆက်ပေါ့အဲ့ဒီနယ်ဆက်မှာမြို့အစွန်ဆုံးမှာရွာကြီးတရွာရှိအဲ့ဒီရွာကြီးရဲ့ဟိုဘက်မှာတောအုပ်ကြီးတစ်ခုရှိအဲ့ဒီတောအုပ်ထဲမှာတခိုးတွေတပုံတွေဓမြတွေပေါ်တယ်အဲ့ဒီတောရဲ့ဟိုဘက်မှာကြတော့မြို့တွေရွာတွေရှိတချို့လူတွေကဒီဘက်မြို့အနေဟိုဘက်မြို့ကူးကျင်နေဆိုရင်အဲ့ဒီတောကြီးကိုဖျက်သွားရတာကိုအဲ့ဒီတောကြီးထဲမှာတခိုးတွေတပုံတွေဓမြတွေကတောင်းရမ်းနေတော့ဒီတိုင်းဖျက်သွားရင်အန္တရာယ်များတယ်ဒီတော့ဘယင်ကြီးကသူ့ရဲ့မင်းချင်းယောက်ျားတစ်ယောက်ကိုတာဝန်ပေးတယ်မင်းအဲ့ဒီတောဇာနာမှာနေဒီဘက်ကဟိုဘက်ကိုသွားခြင်းတဲ့သူတွေကိုဒီဘက်ကနေလိုက်ပို့ပေးအဆောင်ချောက်တွေနဲ့စစ်တီအင်္ဂါတွေနဲ့အယောက်50ပေါ့အဲ့ဒါတွေနဲ့လိုက်ပို့ပေးမင်းအဖို့ခါယူဟိုဘက်ကလာခြင်းတဲ့သူတွေကိုဒီဘက်ကိုပြန်ပို့ပေးမင်းအဖို့ကယူခြင်းတလောက်ယူပေါ့အဲ့ဒီလိုမျိုးတာဝန်ပေးထားတယ်ဒီဓာရီမင်းချင်းယောက်ျားကဒီဘက်ကလူတွေကိုဟိုဘက်ကိုပို့ပေးတယ်အဖို့ကယူတယ်အဆောင်လျှောက်တွေနဲ့ပေါ့အဲ့ဒီလိုသွားတော့တခိုးတပုံနေမှအနေမပြုတ်နိုင်ဟိုဘက်ကလူတွေဒီဘက်ကိုပြန်ပို့ပေးအနေမဖြစ်အောင်အဲ့ဒီလိုပို့ရင်းကနေပြီးတော့တနေ့တနိုင်ကြတော့လေမယား2ယောက်ရောပါ2ယောက်လေမယား2ယောက်လာတယ်သူတို့ရှိရောက်လာတာပေါ့
မင်းကြီးယောက်ျားကများတဲ့ကျွန်တော်တို့လင်မယားနော်ဟိုးဘက်မျိုးတွေရွာတွေချီသွားခြင်းလို့အဲ့ဒါဒီတော့ကြီးကိုဖျက်ရှင်လို့ကျွန်တော်တို့ကိုလိုက်ပို့ပေးပါအနေကင်းအောင်ကျွန်တော်တို့အဖို့ခပေးပါမယ်ဒါပေမဲ့အဲ့ဒီယောက်ျားရဲ့သူ့ရဲ့မိန်းမကချောတယ်ပထမအရွယ်ပေါ့ကြည့်လို့ရှုလို့ကောင်းတဲ့အရွယ်ပေါ့အကိုရင်တော့မမြင်ဘူးပါဘူးစားတယ်ပါလို့ပါချောတဲ့အတွက်အဲ့ဒီမင်းချင်းယောက်ျားကအဲ့ဒီတက္ကမကိုမြင်မြင်ချင်းမှန်းဆွဲလန်းသွားတယ်လိုချင်သွားတယ်လိုချင်တဲ့အတွက်နော်သူမရလိုချင်သူ့လင်လာနဲ့ထိုးဆိုတဲ့အတိုင်းလင်းကိုတရားတက်ပြီးတော့သူများမရကိုယူချင်တာပေါ့အဲ့ဒီလိုနဲ့အချိန်ရှိရတာနဲ့တွားဖို့အချိန်မရတာနဲ့သူအစီအစဉ်လုပ်တာပေါ့အမောင်အချိန်မရှိတော့ဘူးမနေ့ကပါသွားပါကျွန်တော်လိုက်ဖို့ပေးမယ်ဒီမှာစားဖို့တောက်ဖို့လည်းမပူနဲ့ကျွန်တော်တို့ပြင်ဆင်ပေးမယ်စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့မပူနဲ့ဒီမှာပဲနားလိုက်မနေ့ကမှကျွန်တော်တို့လိုက်ဖို့ပေးမယ်မဟုတ်ဘူးအမောင်အချိန်ရှိပါသေးတယ်လိုက်ဖို့ပေးပါမဟုတ်ဘူးအချိန်မရှိတော့ဘူးရသူ့လူတွေကိုလှမ်းပြောတာပေါ့လေဖုန်းနေပေါ့ရှမ်းတော့တာနော်အဲ့ဒီတော့ကဒီလိုဖုန်းနေရှိချင်မှရှိမှာဒါပေမဲ့ခုခင်းနဲ့နိုင်ပြောရတာပေါ့လေဖုန်းနဲ့ဟဲ့နေပြန်ဆုပ်တော့တို့မနေ့ကမှသွားမယ်လဲတွေပြန်ဆုပ်ပြီးတော့သူတို့လည်းမသွားလိုက်ရဘူးပေါ့အဲ့ဒီနေရာမှာပဲအဲ့ဒီညမှာပဲသူတို့နားနေတဲ့အဆောင်မှာပြန်တက်ရတာပြန်တဲ့တော့သူတို့ကတီးလုံးတိုက်ထားတယ်ဟဲ့အတို့မိမလူကြီးနဲ့ဒါမှဒီသားယူလို့မရဘူးသူ့တရားတတ်မှဖြစ်မှာဒါဆိုဘယ်လိုလုပ်ဟာရော့မငါမှာဗရံများတစ်လုံးရှိအာရာသူ့ရဲ့လဲအောက်ကိုမတိမတာလေးတွားထဲတာပြီးရမနာမိုးလင်းကနေကြံတခိုးဆိုပြီးမင်းတို့ကအော်ကွာမမီလို့ရှိရင်ငါပြောမယ်အတွင်းတခိုးပဲဖြစ်လိမ့်မယ်အပြင်ထွက်တဲ့သူတွေသွားစစ်လို့သူ့လဲအောက်ကတွင်အာရီကောင်တရားတအားမပြောမနေနဲ့အာရီလို့ဒီလုံးတိုက်ထားပြီးတော့သူတို့ဒီလိုနဲ့အာရီကောင်ရဲ့လဲအောက်ထဲသွားချေတာဗရံများတလုံးမနာရတာတခိုးဖမ်းကြဟာမမီဘူးသွားပြီငါရဲ့ဗရံများတော့ပျောက်ပြီအပြင်ကလာခိုးတာတော့မဖြစ်နိုင်ဘူးဒါလောက်အဆောက်အအုံများတယ်အတွင်းတခိုးပဲဖြစ်လိုက်တယ်ဒါကြောင့်သွားဒီကအပြင်ထွက်တဲ့သူတွေကိုစစ်ဆေးကြဆိုတော့ဘယ်မှမစစ်ဘူးအဲ့ဒီလင်မယားလှဲအောက်ကိုသွားစစ်သူတို့သွားထည့်ထားတာကိုဘယ်မှမသွားဘူးဟဲ့တို့ဗရံများပြောက်လို့မင်းလှဲကိုစစ်ရမယ်စစ်ပါခင်ဗျကျွန်တော်များဘာမှမပါပါဘူးဘာမှမသိတဲ့သူဆိုတော့လှဲအောက်လန်လို့ပြီးရှာလိုက်တွေ့ပြီဗရံများခိုးလာခဲ့ဆိုပြီးဒါဆိုမဟုတ်ဘူးလေခင်ဗျကျွန်တော်မခိုးဘူးလေမင်းအထုံးနဲ့လူနဲ့တွေ့မိပါတယ်မင်းဘာမှရှင်းပြမနေနဲ့လာခဲ့ဆိုပြီးတော့ဝိုင်းရိုက်ပလိုက်တာတခါတည်းသေးရောအဲ့တော့သူမိမအပိုင်သိမ့်လိုက်တာပေါ့ဗျာထိုယောက်ျားဒီအဲ့ဒီအာဟုတုကံကြောင့်သူများတက်ကိုလည်းတတ်တယ်မခိုးဘဲနဲ့ခိုးတယ်လို့လည်းပြောတယ်သူများတာမယားကိုလည်းပြင်မာတယ်အဲ့ဒီအာဟုတုကံကြောင့်တည်တဲ့အခါကျတော့ငရဲတို့ကြ
ငရဲကပြန်လွတ်လာတဲ့အခါကျတော့ဝှေ့ကျွေးအနေနဲ့ဘဝတရားတိုင်းတိုင်းအဲ့ဒီလိုမျိုးသူများအဆွတ်ဆွဲခံရပြီးတော့မခိုးဘဲနဲ့ခိုးတယ်မတတ်ဘဲနဲ့တတ်တယ်အဲ့ဒီလိုဆွတ်ဆွဲခံရပြီးတော့ဘဝတရားတိုင်းတိုင်းအဲ့ဒီလိုများဝိုင်းရိုက်ချင်းခံရပြီးတော့တရားဦးတဲ့ခြေသားတို့တဲ့အခုဘဝမှာတော့ကောင်းတယ်အတော်လေးကောင်းတယ်သောတာပန်လည်းဖြစ်နေတာဟုတ်အကုသိုလ်လည်းမလုပ်တော့အခုဘဝမှာတော့ကောင်းတယ်တဲ့ဒါပေမဲ့အတိတ်တုန်းကအဲ့ဒီလိုသူများမရကိုမောက်မောက်မာမာနဲ့လိုချင်တဲ့စိတ်နဲ့သူများလင်ကိုတရားသသူမရအပိုင်ယူခဲ့တဲ့အကုသိုလ်ကံကြောင့်အခုလိုမျိုးတရားတာတန်တယ်တဲ့နော်သဘောပေါက်လားတိုးလေးဖြစ်ကိုယ်အိတ်ချင်တိုးလေးဖြစ်ရတာစားပိုင်းရတော့အစားပိုင်းကတော့ကျဲလာနောက်ပိုင်းရတော့တိုးသွားဒီပေါ်လေးအိုက်နေတာလဲပါမှာပေါ့တချို့ဆိုရင်အိတ်တောင်အိတ်ပြောနေလောက်ပါကိုယ်ရောတဲ့တရားရှိလားရှိပါအောင်တော့တော့ကြတန်ခါရတနာနှိမ့်ဆက်ရဖြစ်မှာဆိုရှေးတော့ကဘုန်းကြီးတစ်ပါးရှိအဲ့ဒီဘုန်းကြီးကတရားအတော်ဟောခြင်းသူတရားတစ်ခါဟောရင်လေတစ်နိုင်နှစ်နိုင်နဲ့မပြီးတရားတအားရှိလို့ပြီးတော့သူ့အကြောင်းသိတဲ့အတွက်ရွာလူတွေတယောက်မှမလာဘူးတရားတစ်ခါဟောရင်မနမိုးလင်းကြီးအောင်ဟောတယ်တော့ဒီနေ့ကျတော့တခြားရွာကတာဖာနဲ့ထညက်ရောက်မို့ဆိုပြီးလာရွာထဲရောက်တော့တာရဲ့တဲ့အဖေရွာဦးကျောင်းစီရအောင်နော်ဒီရွာကိုရောက်မို့တဲ့တို့ကြီးရွာဦးကျောင်းစီရအောင်အဖေထညက်လေးသွားကြောက်လိုက်ဦးမယ်တားလဲပေါ်မှာနေခဲ့ဘုန်းကြီးအကြောင်းမသိတော့ထညက်ကလေးယူသွားပြီးတော့ဘုန်းကြီးသွားကြောက်ဘုန်းကြီးကဝမ်းတာနေတာတရားဟောရတော့မယ်ဆိုပြီးတရားဟောရတော့မယ်ဆိုပြီးဝမ်းတာနဲ့တကားထညက်လေးလှူပြီးရောကဲတကားတော့နောက်ဘုန်းကြီးတောင်းတနာထညက်အနုမောဒနာတရားဟောမယ်ပြောတော့ဘာအနုမောဒနာထညက်အနုမောဒနာအဲ့ဒါနဲ့ဟိုတကားကလေဟောတောင်းတနာဆိုတော့ထံကို9မိနစ်ပေါ့ကွာသူစိတ်ထဲထင်တာတော့ဟာဒီလိုနဲ့အာနာပါနာနဲ့ဘုန်းကြီးကတရားဟောမယ်ဆိုတော့လေထိုင်ပြီးတော့သူတယောက်တည်းပေါ့တယောက်တည်းတရားထိုင်တာနေကင်း12နာရီဟောချလိုက်တာနေ့လယ်2နာရီထိုးပြီးမပြီးသေးဘူးတရားပြောနေကင်းဘယ်2နာရီနေ့လေဘယ်လောက်ရှိပြီးပြီလားမပြီးသေးဘူးမပြီးသေးတော့နှစ်နိုင်နေဆိုတော့ပူတာပေါ့လေအောက်ကနွားတွေရတယ်ယုံနေအတူတာလမ်းအော်အဖေမြန်မြန်ပြန်လာတော့ဒီမှာနွားတွေယုံနေပြီဘာလုပ်နေတာတော့အဖေကလမ်းပြောတယ်တားရဲ့အဖေတိုင်းနဲ့အဖေကန်ရှိပါကြည်တော့သူတယောက်တည်းထားပြန်လို့လည်းမကောင်းဘူးဒီလိုနဲ့2နာရီလည်းမပြီး3နာရီလည်းမပြီး4နာရီလည်းမပြီးနောက်တကတ
ဒီဖုန်းကြီးတလောက်ဟောတာမပြီးသေးဘူးကြည့်ရတာပြီးမဲ့ပုံနဲ့ပေါက်မှာမဟုတ်ပါဖုန်းကြီးကရက်တောင်ခွေပြီးဟောတာဟုတ်ရက်တောင်ခွေနေတော့ရက်တောင်ခွေနေတော့ငါလက်မှဖြစ်မဟုတ်ရင်ကိုယ့်ဘာကိုထားမပြန်ပြီးမှာမရတော့ကြနေနောက်ဆိုလိုက်ဘုန်းကြီးရက်တောင်ခွေဆိုမသိဘူးတဲ့တော့ကြနေနောက်ဆိုလိုက်နောက်ဆုံးနဲ့တကားဝရောက်တာဖုန်းကြီးကလည်းပါတယ်ကြီးလားရက်တောင်ပေါက်ကနေချောင်းကြီးရောဘယ်ကချောင်းကြီးရက်တောင်ပေါက်ကချောင်းကြီးပြီးတော့ဗာပြောတယ်မအေးမင်းနောက်ဆုံးရင်ငါရှေ့တုံးမှာပေါ့ကွာရဖုန်းကြီးကရှေ့တိုးတကားနောက်ဆုံးရှေ့တိုးနောက်ဆုံးနဲ့နောက်တကားထွက်ပြီးဖုန်းကြီးကနောက်ကလိုက်ပြေးရင်နဲ့ကန်ဆိုးကျင်တော့အဲ့ဒီကြောင်းထဲမှာရေတွင်းပြက်ကြီးတခုရှိရေတွင်းပြက်ကြီးကအကာတွေမရှိတော့တကားကအဲ့ဒီထဲပြုတ်ကြသွားပြုတ်ကြတော့ဖုန်းကြီးကရေတွင်းနှခမ်းပေါ်ထိုင်ပြီးတော့အေးဒါမှမင်းထွက်ပြေးလို့မရတော့ဘူးဆယ်မလားအောင်မေးတာမဆယ်ဦးတရားဆက်ဟောရောတကားကအာဖလေးယရနာနှစ်ပါးကဲတော်မူဝါယရနာနှစ်ပါးကဲတော်မူဝါတပါးပြောင်းဟဲ့တကားယရနာ3ပါးရှိတာဘယ်နဲ့တပါးပြောင်းလဲတို့မှန်လားပါဗျာတန်ခါယရနာနှိမ့်ဆက်နေလို့ပါဗျာရောဘာနှိမ့်ဆက်နေလို့တန်ခါယရနာနှိမ့်ဆက်နေခုလည်းတန်ခါယရနာနှိမ့်ဆက်တယ်ဖြစ်အောင်ပြောအောင်မကြားတချို့နော်ရုပ်ရှင်တွေပါလေကြည့်ကြဇာတ်ပွဲတွေပါလေတွားကြတော်ကြနေကိုကအိပ်ပြောသွားလို့ဇာတ်ပွဲတွေမမိတာလည်းမရှိဘူးလားရှိဒီဇာတ်ကကြည့်ချင်ပါတယ်ဆိုမှအိပ်ပြောသွားတော့ဇာတ်ကမကြည့်လိုက်ကရတချို့ကလေးမလေးကဘာပြောလဲပမကြီးနာခက်အိမ်နဲ့တဲ့ပမကြီးတီနိုးအောင်တကယ်အိပ်ပြောပြီးရှင်မိုးချုပ်ပြတာမသိဘူးနော်ပမကြီးတီတာမပြောနဲ့တခါတလေပမကြီးကအချောင်ခံရပမကြီးသိတယ်မလားပမကြီးကနေတာ哦ဟောရှေ့တော့ကနော်ပေါက်ဖို့ကြီးနဲ့ဗမာမမကြီးနဲ့ရပြဘာနဲ့ရပေါက်ဖို့ကြီးနဲ့ဗမာမမကြီးနဲ့ရတနေ့ရတော့ပွဲရှိတဲ့အတွက်မကြီးကပွဲကြည့်ခြင်းကိုတယောက်ကြီးတဲ့ပွဲကြည့်သွားရအောင်ငါလိုက်ချင်ဘူးတဲ့အိုးလိုက်ခဲ့ပါမလိုက်ချင်ဘူးဆိုနေအိုးဘာဖြစ်လို့လိုက်ခဲ့ပါကိုတယောက်ကြီးဘလောက်ပဲညင်းမကြီးဆွဲခေါ်တော့လေပါသွားတာပဲနောက်ဖိုးဖိုးတွေမှတ်ထားကြယောက်ျားဆိုတာဘလောက်ညင်းမိန်းမဆွဲခေါ်တော့လေပါသွားတာပဲဟောမကြီးဆွဲခေါ်တော့ကိုတယောက်ကြီးပါသွားဟိုရောက်တော့မကြီးကအပြင်းပြေစားရအောင်ဆိုပဲကြီးလောက်တော့ယူဝဲလာအဲ့ဒါကြီးဒဇင်းစိတ်စားမေးရအောင်မယ်ပဲစားတော့ဗာများလေများနော်တချို့ကပြောတယ်ပဲစားတော့ဗာများတယ်ဆိုဣပေါက်လေများတယ်မကြီးပဲတွေစားပြီးပွဲကင်းနဲ့လေးလေချင်းပြီး
သားဆိုတော့လေသူ့စီကအတန်ထွက်ရင်သူရှက်အဲ့ဒါနဲ့ဖင်လေးဖနှောက်လေးနဲ့ပိတ်ပြီးတော့ထွက်ကျင်တာမထွက်ရတော့မတ်ကြီးခါလေးလိမ့်ပြီးမျက်နှာကြီးရှုံမဲ့ဒီကမတ်ကြီးကဘာဆောင်လဲဆိုတော့ပမကြီးကြီးဆောင်ဒီကဘာဆောင်ပမကြီးကြီးတာဆောင်ပမရနေတာကိုသူကပမကြီးနဲ့ရောလို့အတကားပမကြီးတဲ့လူရဲ့လက်ကိုကြည့်ရကြတဲ့ချက်ချင်းလွဲနေမှာဆိုရပမကြီးအကြည့်ဆောင်တော့တော်ကြနေပမကြီးတဲ့လူကလက်ကလေးမြောက်လိုက်မကြီးကဖန်အောင်လေးဖွင့်ဖို့ပြင်လိုက်တော်ကြနေပမကြီးရဲ့လက်သူရဲ့လက်ကပြန်ချဘေးကြီးတို့ချတာမကြီးကပြည့်စလွတ်လိုက်တော်ကြနေပမကြီးရဲ့လူကဘေးကြီးတို့ချတာမကြီးကဘုဆိုလွတ်လိုက်မကြီးလှုပ်ပါများတဲ့လေတွေကကိုတရုတ်ကြီးနှာခေါင်းသွားနှုတ်ဆက်ကိုတရုတ်ကြီးနှာခေါင်းလေးဝါကြီးဖြစ်နှာခေါင်းလေးဝါကြီးဖြစ်လာပြီဟေးမကြီးဘာတော့ပြန်ကြကြအိုးဘာဖြစ်လို့တော့ဟိုဆိုင်ထဲကဟိုအလုံးရပါခေါ်တော့ပမကြီးချောင်းခံရပမကြီးခေါ်တဲ့တော့အဲ့ဒါရနောက်ထူအောင်ပါအိုးဘာဖြစ်လို့တော့ဘာဖြစ်လို့လဲမမင်းနဲ့အဲ့ဒါရနောက်ထူအောင်ပါရှင်ရလေအဲ့ဒါသူကဆိုင်ထဲမှာအကြီးကထူမှတညာလုံးသူကမဖြစ်ဘူးပြန်ကြလို့ဘာဖြစ်လို့တော့မင်းအဲ့ဒါကြီးထူလိုက်အီးလျှော်နာတော့သွားကြလို့မေးရအောင်မကြီးအောင်နာလားပမကြီးအောင်နာအေးကွာအဲ့ဒါပမကြီးကချောင်းခံရခုလေတန်ခါရတနာနှိမ့်ဆက်တယ်ဖြစ်အောင်နော်အမကြီးဟိုတကာကြီးအတိတ်တုန်းကသူများမရကိုလေလိုချင်တယ်သူများလင်ကိုလေသိအောင်ကမခိုးဝဲနဲ့ခိုးတယ်လို့သူတို့ကိုယ်တိုင်သွားတင်ပြီးသူတို့ကိုယ်တိုင်တခိုးလို့ဆူဆွဲပြီးတော့တတ်အတိတ်ကအားဒီလောက်ကြီးမကောင်းခဲ့တဲ့အတွက်အခုပြည်စုံဘာမှဘလောက်ပဲကောင်းအတိတ်ကမကောင်းတဲ့အာကုသိုလ်ကံတွေကပြန်လိုက်လာပြီးတော့ဘလောက်ပဲကောင်းပါလေဆိုတဲ့ဥပါဒကကြီးမခိုးပဲနဲ့ခိုးတယ်လို့ဆွတ်ဆက်ခံရပြီးတော့အများဝိုင်းရိုက်တာခံရပြီးတော့တရားရဘိုးတို့ဘဝတို့ဦးတို့တော်တို့ကိုရင်တို့လည်းပဲဘယ်နေ့ပဲချိန်မှာဘယ်ဝကျွေးနဲ့အလိုအန္တရာယ်တွေနဲ့ကြုံပြီးတော့သိမယ်ဆိုတာသိရလားသိပါဘူးဗျာအေးကြုံလာရင်လည်းပဲအခုပြစ္ဆုတ်ပံဘဝတစ်ခုတည်းမကြည့်နဲ့တိတ်တုံးကမကောင်းတာတွေလုပ်ခဲ့လို့အခုပြစ္ဆုတ်ပံမှာကိုကြွေးခံရတာပါလားဒီလိုလေးပဲဖြေလိုက်မဟုတ်ရင်ဟာကွာငါကောင်းတာလုပ်ရသားနဲ့မကောင်းတဲ့ကြိုးလာပြီးတယ်တော်ပြီကွာမကောင်းတာပဲလုပ်တော့မယ်အဲ့ဒီလိုဖြစ်သွားတယ်ဒါပေမဲ့အခုပြစ္ဆုတ်ပံမှာကောင်းရင်တော့နောက်မှာကောင်းလိမ့်ဒီအမြတ်သားဘုရားကြီးကခြေသားတို့တဲ့ကြောက်ကဖြစ်လာတဲ့စိတ်ကအဲ့ဒီကြောက်တွေကိုပြန်ပြီးတော့ဖြတ်စည်းနိုင်ကြလို့မိမိတန်တမ်းမှာဖြစ်လာတဲ့အကုသိုလ်ကံတွေကမိမိဘဝကိုပြန်ပြီးတော့ဖြတ်စည်းနိုင်တယ်အပယ်လေးပုံတို့ကြာရောက်စေနိုင်တယ်
သူတစ်ပါးကရှားကိုင်းနှုံးပြေလာမဖြတ်စည်းနိုင်ဘူးကိုဖြတ်စည်းတာကကိုလုံးတဲ့အကုသိုလ်ကကိုတန်တာမှာဖြစ်တဲ့ကိုရဲ့အကုသိုလ်ကပဲကိုဖြတ်စည်းနိုင်အကုသိုလ်ကဘာနဲ့တူလဲဆိုတော့ရန်သူနဲ့တူဖြစ်လျာဘဝမှာကိုမကောင်းတဲ့ကြိုးပေးမယ်နှိမ့်ဆက်မယ်အန္တရာယ်ပေးမယ်မကဲ့တင်မှုမကာကွယ်ပေးဘူးကုသိုလ်ကြတော့ကိုရဲ့မိတ်ဆွေကောင်းတဲ့တူတယ်ကိုပဲဘဝပဲရောက်ရောက်ကုသိုလ်ကမနေဘူးလိုက်ပြီးအကျိုးပေးလိုက်တချို့လူဘဝမှာကုသိုလ်ကောင်းမှုလုပ်ပြီးတော့သေကာနီအာယုံနမိတ်မကောင်းလို့ခွေးဘဝရောက်သွားတယ်ကုသိုလ်ကမနေဘူးလိုက်ပြီးတော့ကျိုးပေးခွေးဘဝတခြားခွေးတွေလို့ခွေးဝဲသားတွေမဟုတ်ဘူးတချို့ခွေးတွေကြီးအင်ကြီးတွေနဲ့ဆွဲကြိုးတွေနဲ့အိမ်ကောင်းတိုက်ကောင်းနဲ့လူထထောင်သားနေတယ်ဒါကုသိုလ်ကလိုက်ပြီးကျိုးပေးတာဘယ်ဘဝပဲရောက်ရောက်ကုသိုလ်ကမိတ်ဆွေနဲ့တူတယ်ဒီကကုသိုလ်ဆိုတဲ့မိတ်ဆွေကိုပေါင်းနိုင်ရင်နောက်မှာကိုယ်ကောင်းတဲ့ကြိုးတွေပေးမယ်လိုက်ပြီးကဲတင်မယ်ကာကွယ်မယ်စောက်ရောက်မယ်ကုညီမယ်ပေးမှာအကုသိုလ်ဆိုတဲ့ရန်သူကိုပေါင်းပြီးရင်ကိုယ်ဘယ်ဘဝပဲရောက်ရောက်ဆိုးကြိုးပေးမယ်အန္တရာယ်တွေပေးမယ်ဒီတော့ကိုဘဝကိုဖြတ်စည်းတာသူများဖြတ်စည်းတာဟုတ်ရဲ့လားဘယ်သူကဖြတ်စည်းကိုလုံးတဲ့အကုသိုလ်ကံကပဲကိုဘဝကိုရာခိုင်နှုန်းဖြတ်စည်းနိုင်တယ်တခြားလူတွေကလာမဖြတ်စည်းနိုင်ကိုမကောင်းတာလို့ရင်ကိုပဲမကောင်းတာခံရကောင်းတာလို့ကိုကောင်းတာခံရကိုမကောင်းတာခံစားရမယ့်ဟာကိုသူများကအစားဝန်ခံပေးလို့ရတယ်မရဘူးကိုမကောင်းတာလို့ရင်ကိုပဲမကောင်းတဲ့ကြိုးခံစားရကြည်လေဥပါဒကတကကြီးအတိတ်တုန်းကဥပါဒကတကကြီးကအတိတ်တုန်းကအဲ့ဒီမင်းချင်းယောက်ျားဖြစ်ခဲ့တယ်တဲ့သူများမရကိုပိုင်ကျန်သူတစ်ပါးတကိုတက်ပြီးတော့သူများမရကိုပိုင်ကျန်ခဲ့တဲ့မဲ့အဲ့ဒီမင်းချင်းယောက်ျားကဒီဘဝမှာအဲ့ဒီဥပါဒကတကကြီးလာဖြစ်အခုဘဝကမကောင်းဘူးလားကောင်းတယ်ကုသိုလ်ကောင်းမှုတွေလုပ်ဒါပေမဲ့အတိတ်တုန်းကကောင်းခဲ့လားအတိတ်တုန်းကမကောင်းခဲ့တဲ့အတွက်အထူးပြစ္ဆုတ်ပံမှာဘလောက်ပဲကောင်းကောင်းအဲ့ဒီမကောင်းတဲ့ဆိုးကြွားတော့ပေးမှာနော်ဒါကြောင့်တရားကောင်းကြည့်ရပါတယ်ရောချတဲ့သူကရောချကိုဖြတ်တာကိုကမှာတဲ့ဒါကြောင့်ကိုဘဝကိုဖြတ်တာကိုဘဝကိုအပေလေးပုံတို့ကြာရောက်ချီတာတခြားသူမဟုတ်ပါဘူးတဲ့ကိုလုံးတဲ့အကုသိုလ်ကံတွေကပဲကိုဘဝကိုဖြတ်စည်းတယ်ကိုဘဝကိုအပေလေးရွာလို့ကြာရောက်စီတဲ့ဒါကြောင့်ဘိုးတို့ဘဝတို့လည်းပဲမကောင်းမှုအကုသိုလ်တွေကိုလုံးလိုက်မယ်လုံးမိသွားမယ်ဆိုရင်အဲ့ဒီအကုသိုလ်ကံကဒီဘဝမဟုတ်ရင်နောက်ဘဝအကျိုးမပေးမှာလားပေးမှာလားပေးမယ်ဒါကြောင့်မကောင်းတဲ့အကုသိုလ်ဆိုတဲ့ရန်သူကိုမပေါင်းမိခြင်းနဲ့ကုသိုလ်ကောင်းမှုဆိုတဲ့မိတ်ဆွေကောင်းကိုပေါင်းဖို့မလိုဘူးလားလိုတယ်ဒါကြောင့်မို့เนาะဒီကနေ့ဟောတယ်ကိုကိုဖြတ်တာကိုကံပါဆိုတဲ့တရားတွေကိုဒီနေရာမှာပဲညီကုန်းချုပ်ရင်းနဲ့အားလုံးသောဘုရားတို့ဘဝတို့တော်တို့ဒီလည်းပဲဒီကနေ့ပြုတဲ့ကုသိုလ်ကောင်းမှုကြောင့်မအိုမနာမသေးမဘုံနိဗ္ဗာန်ကိုလင်းမြန်စောစွာရောက်နိုင်ကြပါစေရနိုင်ကြပါစေလို့ဆုတောင်းပြီးကာထာလေးတစ်ပုဒ်ချုပ်ပြီးတော့အဆုံးသတ်ရအောင်လောက်ချီပြီးတော့အာယုံပြရပါဘာသာတဘာဒုသယံဒုဝဋ္ဌံဒုသူမင်္ဂလာဒုသင်ဒုဒုက္ခတင်္ဂမေဘူရင်ဒုသဗ္ဗပါရမေ
ဘာသာတဘာကိုကြီးကိုငါကိုဒေသ၌ပြောကြဆံရတရဝဟုသမျှတို့သည်တောက်တရန်တုအိမ်မယမကောင်းစွာမ၍နှစ်သက်ကြည်သာအိဆာနိုင်ကြပါစေကုန်တည်းသူမင်္ဂလာကျက်တဲ့ရှဝေလံတဖြင့်စံပွင့်ရကုန်သည်ဖြစ်၍ဟုတ်ထဟန်တုကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောင်လို့ကြနိုင်ကြပါစေကုန်တည်းဒုက္ခတင်ကမေအပေဒုက္ခရီရောက်မိအကြောင်းမကောင်းမည်ဆိုဒုတိယမျိုးကိုသူတင်သူတော်လနာတရားစဖြင့်ဖြိုဖျက်နိုင်ရပါစေကုန်တည်းသဗ္ဗပါရမေအလောင်းအလျာဖြေကောင်းရသည်သုံးဖြာစေလီပါရမီအပေါင်းအချင်းကောင်းကိုဦးရင်တုတရှင်ရင်တရရင်အောင်မလင်းပုံသေးဖြည့်ခြင်းနိုင်ကြပါစေကုန်တည်း